Chan Kama the Jamin Senate the Jamin Lubigo Senlare Surane Patapido Nogama Dilo Yusa Yonchi de Jado Leve Uramyasa Hojaro Mugere Pitica Tonde Nika Navia the Mecanavon shut down leader. So the Mecanavon shut down leader will Prince Sure Atakaratiga Saudi Dema Benia Marumabahu Benia Mabahu Keturo Zenu Senza Bido Chi the Jamin Senai Lama Senai Mula Surane Senjin the Jasura the go Ediban and Piezo Nepoku Canale Senlaluya, no? Fellow Senza Chia Malele solution. Lupi man Niponte Yasin, Tawre Namate. Manika the Chan the Jamin Sen, who Yoluma Majadi, Pian Sen, and the time of Chippy Hula. Lupi ma Anitea Mat Tawre Namate, yes, she did. How can I don't think the Jara de Viro. Manika Senla the Jar, who don't me out the Pian Sen making. But it was Louis Chingalaga, they do down it. Taurina Najima, Chingalaga, they see the are. So, the Germany Velobi or Najima, Naimero, terminate the car, Lupi, send it to Chimney Vula. Edelo Yodi Chime solution, the German send us or a Lecamo or Kepa, no? Don't know, only you saw see that legal Pinipia. Engodra Nike, Nike Naya Tema, Engodra Nike Sonasi. Eri Engodra Nike Rema, Satu Maharaja Thodan, Satodan. Eri Satu Maharaja Thodana. Dulogama Duri Chenigo, Songan Tolan, John Yadi, Popiata Thodan. The Janem about that, no? The Janem about that, Luloga or Nadiga, Songan Tolan. Pavilo Songan Tolana Rosary. Through Nabi, Chipa to them move for my Yolinjan Songan Tolana Mo. Eri Todama Sotaraga, Lazan she and Lazo she. Ubo Neri Mad Sadu Mare Namini Levaye. A Chayam Brita Tega, Town Jare Botuga, Lupi, Luloga, and Matoya Pido. Laရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါလေတဲ့အဲ့ဒါသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းတော့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမင်းညာဗျမင်းညာဥပောသထံဥပဝတ္တန္တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုခိတာမေတ္တေယမိဘကိုလှုပ်ချွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ချွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးလေးစားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မတ္တေယပစ်တေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်းရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီအချက်ကိုလက်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုးဆောင်နှဆိုတာရှိတယ်အိမ်ဆောင်နှဆိုတာရှိတယ်ကျောင်းဆောင်နှဆိုတာရှိတယ်ရက်ွက်ဆောင်နှရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိတယ်မေးလိုက်မှာဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုဂရုစိုက်တဲ့
သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမင်ညာဗျာမင်ညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျာမင်ညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန္တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်လှမ်းပါလေနောက်တစ်ခုကဥပောသထံဥပဝတ္တန္တိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရဲ့လားဥပုပ်ဆောင်တဲ့လူများရဲ့လားဆိုတာကိုထောက်လှမ်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပို့ဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကကျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းကျိုးပြီးတော့ဆောင်အဲ့ဒီတော့8ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်8ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့စောင့်လာကိုပฏิစာကရဥပုပ်လို့နိုးကြားစောင့်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာနိကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုစတုမာရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံစာပို့ရတဲ့ဒါတရားမင်းကဟိုဟာကြိုင်ဆင်းဒါကြိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့သိမစင်းထမှာဘူးနော်လူပြေကကျွဲလေဂျိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲမဲ့အခက်ခံခြင်းခံရမယ်အဲ့တော့တရားကလူပြေလာလို့ရှိရင်တကောအိဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇယန္တာနတ်အထာကြီးသူ့မှာသိန်းတော်မြင်း1000ကတဲ့နတ်အထာတွေရှိနေတယ်ကျွဲကိုတော့အသိခက်တဲ့ကျွဲသိမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတယ်နော်အဲ့ဒါလို့စတုမာရိနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်း8ရက်လာဆုံး8ရက်တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကျတော့ဘယ်သူတွေလာတော့ဆိုစတုမာရိနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီကသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြေမှာလာပြီးတော့ထောက်လှမ်းတယ်ဘာတွေထောက်လှမ်းလဲလို့ဆိုရင်ခုနကအချက်တွေပဲအေးဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလိုမိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထောက်ပါထို့တူပဲ15ရက်နေ့လပြည့်လခွေနေ့ညမှာကြတော့စတုမာရိနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တဲ့။တရားမင်းကြီးဆင်းတယ်လို့မပါဘူးနော်။